ကျုံစလုံးရွာမှာတာလနာပြူရဲ့ဆရာတော်သာသနာ့ရသဓမ္မဂတိကနိုင်ငံကျော်အရှင်ကုသလာသောတိဒီမြတ်တိမကြည့်ဘူးနဲ့ဓမ္မပန်းရင်ကလေးများသိပြန်ရာသာစီရွှေမြို့နဲ့ဘူဘုံရွာသာဖြစ်သည်ခမဲတော်ဦးသိဟံမေတော်တော်ကိဆောင်ကြီးမွေးဖွားသောသာလယနာဖြစ်သည်ယခုအခါမှာကျလန်းကျုံဆရာတော်ကျလန်းကျုံဆရာတော်နာမည်ကျော်ခဲ့ပြီသာစီနဲ့ကြောက်တောင်ကျောင်းငယ်စဉ်ကသင်ကြားခဲ့တဲ့ဆရာတော်အရှင်ဦးဇောတိကဖြစ်ပါသည်သာချဆရာတော်ဦးဥက္ကံကမိတ်ထီလာရွှေသောလူစာတင်တိုက်ကဆရာတော်အရှင်ဝိပါကတကျေးဇူးရှင်ဆရာကောင်းများရဲ့တပည့်ကောင်းမှန်စွာနိုင်ငံကျော်ဓမ္မဂတိကအရှင်ကုသလာသောတိဖြစ်ပါသည်အရှင်ကုသလာသောတိခေရှာခဲ့ပြီဖရာတွေဒီကျောင်းတွေဆောက်လို့လမ်းတွေပေါ့တရက်တွေဆောက်ဒါနာပန်းတွေလည်းရမည်ဒါနာပန်းတွေလည်းရမည်သီလပန်းတွေပန်ရမည်သီလပန်းတွေပန်ရမည်ဘာဝနာပန်းတွေပန်ရရမည်ဘာဝနာပန်းတွေပန်ရရမည်ကိုကြည်တမိုးရှိအောင်နေကြရမည်ကိုကြည်တမိုးရှိအောင်နေကြရမည်တမိုးမပြတ်နိုင်နဲ့ဆုံးမစကားတွေမွတ်ကြားတဲ့သူတမိုးမပြတ်နိုင်နဲ့ဆုံးမစကားတွေမွတ်ကြားတဲ့သူအရှင်ကုသလာသောတိဖြစ်ပါသည်အရှင်ကုသလာသောတိခင်ရှာခဲ့ပြီစလုံးရွာမှာတာလနာပြူရဲ့ဆရာတော်သာသနာ့ရသဓမ္မဂတိကနိုင်ငံကျော်အရှင်ကုသလာသောတိဒီမြတ်တိမကြည့်ဘူးနဲ့ဓမ္မပန်းရင်ကလေးများသိပြန်ရာသာစီရွှေမြို့နဲ့ဘူဘုံရွာသာဖြစ်သည်ခမဲတော်ဦးသိဟံမေတော်တော်ကိဆောင်ကြီးမွေးဖွားသောသာလယနာဖြစ်သည်ယခုအခါမှာကျလန်းကျုံဆရာတော်ကျလန်းကျုံဆရာတော်နာမည်ကျော်ခဲ့ပြီသာစီနဲ့ကြောက်တောင်ကျောင်းငယ်စဉ်ကသင်ကြားခဲ့တဲ့ဆရာတော်အရှင်ဦးဇောတိကဖြစ်ပါသည်သာချဆရာတော်ဦးဥက္ကံသာမိတ်ထီလာရွှေစောလူစာပေလိုက်ကဆရာတော်အရှင်ဝိပါကတကျေးဇူးရှင်ဆရာကောင်းများရဲ့တပည့်ကောင်းမှန်စွာနိုင်ငံကျော်ဓမ္မဂတိကအရှင်ကုသလာသောတိဖြစ်ပါသည်အရှင်ကုသလာသောတိခေရှာခဲ့ပြီ
ဖရာတွေတီကျောင်းတွေဆောက်လို့လမ်းတွေဖို့စရက်တွေဆောက်ဒါနာပန်းတွေလည်းရမည်ဒါနာပန်းတွေလည်းရမည်သီလပန်းတွေပန်ရမည်သီလပန်းတွေပန်ရမည်ဘာဝနာပန်းတွေပန်ရမည်ဘာဝနာပန်းတွေပန်ရမည်ကိုကြည်တမိုးရှိအောင်နေကြရမည်ကိုကြည်တမိုးရှိအောင်နေကြရမည်တမိုးမဖြစ်နိုင်နဲ့ဆုံးမစကားတွေမွတ်ကြားတဲ့သူတမိုးမဖြစ်နိုင်နဲ့ဆုံးမစကားတွေမွတ်ကြားတဲ့သူအရှင်ကုသလာသောတိဖြစ်ပါသည်အရှင်ကုသလာသောတိခင်